တယ်နော်အုံကွက်လေးလဲသူကလည်းသူအဆင်ပြေတယ်ဒီစားလေးဟိုနေဖြစ်ထားတာလေးလဲလှတယ်နော်ဒီနာလေးတွေလည်းကိုချောင်းထည့်ထားတာမလိမ်နေဘူးပေါ့နော်ဟုတ်ပြီခေါ့ကြိုက်မရောလှတယ်နော်ပြည့်ပြည့်ရေးရေးလေးတန်တန်လေးနေနော်တခြားဒီညာလေးကလည်းချက်ရက်နေရပဲဒီမှာအုံကွက်ကလေးတွေလည်းအဆင်ပြေတယ်ဒီနားမှာကျိုးမထည့်ထားပေမဲ့သူကလည်းသူရတယ်ဒါလေးနဲ့အုပ်တာပေါ့နော်โอเคကော့မြကြီးနာကလှတယ်ဒါအုံကွက်ထည့်ချုပ်တဲ့ဟာမဟုတ်ဘူးနော်အုံကွက်ထည့်ပြီးတော့အုံကွက်နဲ့ထည့်တဲ့ဟာမဟုတ်ဘဲနဲ့သူဟိုညက်ဖော့ညက်တဲ့ဟာလေးနဲ့လေအဲ့ဒါနဲ့ထည့်ချုပ်တဲ့ဟာပေါ့နော်နှုတ်အုံညက်တဲ့ဟာလေးနဲ့တောက်လေးတွေထည့်ထားတာလှတယ်အုံကွက်ကလေးလည်းလှတယ်ဒီဇာလေးတွေလည်းအဆင်ပြေတယ်ဒါလေးတော်တော်ချောတယ်ပြစ်လေးနော်တောက်လေးတွေနဲ့လုံးဝဘယ်နေရာမှအလွတ်မရှိဘူးဒီ white လေးတွေကစားချုပ်ထားတာတက်တက်ရရပဲဟုတ်ကဲ့ကောတနိုင်อ่ะလှတယ်ဒီနားမှာအတွန်လေးတွေနဲ့ထည့်ထားပေးမယ်ဒီအောက်ဒီမှာလုံးဝချက်နေဒီတကယ်တော့ရင်ကန်ရုံနဲ့ကအုံကွက်ကမတွေးရလို့နော်ကော့ဆက်ကလေးဒီလိုမျိုးလေးဖြတ်ထားတာလေးချစ်စရာလေးပုံရွာကโอเคလှတယ်နေရာလေးရောဒီထက်ထဲမှာဇာလေးခံထားတာလေးလည်းအဆင်ပြေတယ်ဒါလေးလည်းလှတယ်ဒီနားမှာတထောက်ထဲတော့ကိုလှပါပေါ့နော်ကိုကောင်းတော့ဒါလေးလည်းရတော့ရပါတယ်ကျန်တဲ့နေရာလေးအဆင်ပြေတယ်ဒီဂျိုင်းဆက်တွေလည်းလှတယ်โอเคဖိတ်ကလှတယ်ဘလက်တီနိုနဲ့ချုပ်ထားပေးမယ်အဆင်ပြေတယ်ချောလေးပဲဒီမှာဆိုတော်တော်ထူထူကြီးကိုနော်ကောင်းကောင်းရအောင်လို့ချုပ်ထားတာပဲဒီနာပြေတယ်ရင်တွေလည်းအကုန်ဝင်တယ်အဲ့နေရာတွေပါမရှိဘူးတခြားနေရာတွေလည်းအဆင်ပြေโอเคကောမြကြီးနာကလှလိုက်တာနော်အုံကွက်ကလေးကဒီလိုထည့်ထားလဲဘာမှမဖြစ်ဘူးနော်လှတယ်ဒီမှာအတွန်လေးတွေကအစားဒီမှာဒီအောက်ကလေးတွေချက်ရက်နေရပဲချက်ကတ်နော်အလေးကိုဒီဘက်နည်းနည်းလေးတူမယ်ဒီမှာဟနေတာတွေပြုတ်နေရတွေမရှိဘူးโอเคကောတနာရလှတယ်ရင်အုံပြေတော့လဲအကုန်ဝင်တာပဲเนาะသူ့ဟာနဲ့သူလေတခြားနေရာတွေလဲဇာလေးသုံးထားတာလဲလှတယ်ဒီနားလေးတွေချုပ်ထားတာလေးလဲလှတယ်ဒီဘက်ဘေးတောက်ကလေးတွေလဲအဆင်ပြေတယ်โอเคကောမုံရွာကလှတယ်ဒီကကောဇက်တစ်မျိုးပေါ့เนาะကောဇက်နဲ့ဇာနဲ့ကိုတွဲချုပ်ထားတယ်ဒီမှာရင်အုံလေးရောဇာလေးရလဲမှာအတွန်လေးတွေနဲ့အတွန်ထည့်ထားပေးမယ်ရင်အောက်တွေကလုံးဝချက်ရက်လှနေရောဂျိုင်းဆက်လေးတွေကစားဟာနေရရင်မရှိဘူးเนาะโอเคကောဘိတ်ကလိပ်ပြလေးလိုနားမောင်ဝယ်ပေါ့ဟုတ်လားချစ်စရာလေးလှလိုက်တာလိပ်ပြလေးတွေနဲ့เนาะလုံးဝချက်ရက်ကတ်เนาะအုံကွက်ကလည်းဒီမှာသူကနဲ့သူတင်းရင်လေးပဲဒီမှာဖြတ်ထားတဲ့ဟာလေးကလည်းအောက်ဒီမှာလည်းလုံးဝစာကတ်နေရောပဲလှတယ်ကောမကြီးနာကโอเคလှတယ်ဒါမှအုံကွက်နည်းနည်းလေးကြီးနေသိလားဒီလိုဂျိုင်းထားအပေါ်တင်ထားလို့လေဂျိုင်းအောက်ချလိုက်သူကလည်းသူအလိုလိုသေးသွားမှာပေါ့နော်သေးသွားရင်တော့ကိုလှသွားမှာပေါ့နော်ဒါလေးလည်းချောရတော့အကုန်ချောပါတယ်ဒီနားလေးတွေရောပြစ်လေးပဲနော်ဂျိုင်းဆက်လေးတွေရောဟိုဟာလေးတွေရောဒီချားလေးတွေရောအုံကွက်လေးတွေရောလှတယ်โอเคမုံရွာကလှတယ်ဒါလေးတွေကိုဒီလိုလဲဝိုက်လို့ရတယ်နော်ကြိုက်တယ်လို့လုပ်လို့ရတယ်အုံကွက်ကိုနှစ်ချမ်းပဲဖြတ်မလားတစ်ချမ်းပဲဖြတ်မလားဒီပုံမှာဘယ်လိုဖြတ်မလဲကိုကြိုက်တယ်လို့ဖြတ်မယ်ဒီပုံစံအတိုင်းလေးကိုလေဒီလိုလေးဖြတ်ထားတာလဲလှတယ်အပေါ်မှာဒီတိုင်းလေးပဲတင်ချုပ်ထားတယ်ဒီအောက်ကဟာလေးတွေ white ထားတာရောဒီနားလေးတွေရောအကုန်အဆင်ပြေတယ် okay go